အစည်းအဝေးခန်းမထဲကိုငါဝင်သွားတဲ့အချိန်မှာအားလုံးကအံ့ဩတုန်လှုပ်ကုန်ကြတယ်။ငါရဲ့ idea တွေကိုအရှက်မရှိခိုးယူထားတဲ့ရှီဝမ်မောင်နဲ့ယူစုတို့ဆိုရင်မျက်နှာကိုဘယ်နာထားရမှန်းတော့မသိတော့ဘူး။မင်းတို့နှစ်ယောက်ငါအစီအစဉ်ကိုခိုးထားတာဝန်မခံသေးဘူးလားလို့ငါကခက်အေးအေးပဲမေးလိုက်တယ်။ဒါပေမဲ့ဒီလူယုံမာတွေကအရှက်မရှိယုံတယ်မကဘူးငါ့ကိုတောင်ပြန်ပြီးအော်ဟောက်နေကြသေးတာ။ဒါကိုယူစုကမကျေနပ်ဘူး။ငါ့ကိုအလုတ်ကနေထုတ်ပစ်မယ်လို့ချိန်ချောက်လာတယ်။အဲ့ဒီအချိန်မှာယူစုကသူ့ရဲ့လက်ပတ်နာရီပျောက်သွားတယ်ဆိုပြီးဇလန်းထွင်ပြန်ရော။သူကငါ့ကိုတခိုးလို့ဆွဆွဲပြီးငါရဲ့စပွဲကိုရှာခိုင်းလိုက်တယ်။မမျော်လင့်ပဲငါစပွဲမှာအဲ့ဒီနာရီကိုတွေ့သွားကြတယ်လေ။ဒါဟာသူတို့ငါ့ကိုထောင်ချောက်ဆင်ထားမှန်းကသိနေတာပေါ့။ဘေးကလူတွေကလည်းငါ့ကိုတခိုးလို့ဝိုင်းပြီးကဲ့ရဲ့ကြတယ်။ပတ်ဝန်းကျင်ကလူတွေကလည်းအမှန်တရားကိုမသိပဲဒီလောက်ဆင်းရဲတဲ့ကောင်ကခိုးမှာပဲဆိုပြီးငါ့ကိုဝိုင်းစော်ကားကြတယ်။ယူစုကလည်းငါ့ကိုဒူးထောက်တောင်းပန်ရင်ရဲမတိုင်ဘူးဆိုပြီးဟန်ဆောင်ကောင်းပြနေသေးတာ။ငါ့ကိုအလုတ်တင်အဖြစ်ခေါ်ထားတာသူ့ရဲ့စေတနာတွေပါဆိုပြီးလူကြားကောင်းအောင်ပြောနေပေမဲ့သူ့မျက်လုံးထဲမှာတော့ငါ့ကိုနှိမ်ချင်တဲ့အရေးအယောင်တွေအပြည့်ပဲသူတို့အထင်ကငါ့ကိုအပြတ်တက်နိုင်သွားပြီပေါ့ဒါပေမဲ့သူတို့တခုမေ့နေတာကငါဟာသူတို့ထင်တယ်လို့ဦးကြောင်ကြောင်အလုတ်တင်တယောက်မဟုတ်ဘူးဆိုတာပဲငါ့ကိုထောင်ချောက်ဆင်ဖို့ငါစပွဲနာကိုသူတို့လာကြတဲ့ကငါရဲ့စောင့်ကြည့်ကင်မရာမှာတက်တေတွေအခိုင်အမာရှိနေပြီအခုတော့သူတို့ငါ့ကိုစော်ကားသမျှလွှတ်ထားပေးမယ်ဇက်ရှိန်အမြင့်ဆုံးရောက်မှသူတို့ရဲ့မျက်နှာဖုံးကိုငါကိုယ်တိုင်ခွာချပြလိုက်မှမို့လို့အားလုံးကတော့စောင့်ကြည့်နေလိုက်ကြပါငါ့ကိုအလုတ်ကနေမောင်းထုတ်ဖို့အတွက်သူတို့တွေတေချာထောင်ချောက်ဆင်ခဲ့ကြတယ်။ငါရဲ့စပွဲတဲကိုတံမိုးကြီးနာရီတစ်လုံးတိတ်တဆိတ်ထည့်ထားပြီးငါ့ကိုတခိုးလို့ဝိုင်းဆွဆွဲကြတာပေါ့။အဲ့ဒီအချိန်မှာငါ့ကိုအလုတ်ထုတ်ဖို့တွေမကပဲရဲလက်ထဲပါအဖို့ကြံစီနေတဲ့သူတို့ရဲ့မျက်နှာတွေကိုကြည့်ပြီးငါရဲ့တောင်ရဲချင်းမိတယ်။ငါခိုးတာမဟုတ်ဘူးလို့ပြောနေပေမဲ့ဘသူကမှငါစကားကိုမယုံကြပဲငါ့ကိုဝိုင်းပြီးကဲရဲနေကြတာ။ငါ့ကိုလုံခြုံရေးတွေနဲ့အတင်းဖမ်းခိုင်းနေတဲ့အချိန်မှာပဲကုမ္ပဏီရဲ့ဥက္ကဋ္ဌအမျိုးသမီးရောက်လာခဲ့တယ်။တထေးကြီးကိုမြင်တာနဲ့ငါ့ကိုဆွဆွဲနေတဲ့လူယုံမာတွေကချက်ချင်းဆိုသလိုမျက်နှာချိုးသွေးပြီးဥက္ကဋ္ဌကိုဝိုင်းပြီးဖားကြတာပေါ့ဥက္ကဋ္ဌကငါနားကိုရှောက်လာပြီးလက်ဖက်ရည်တောက်ပါဦးလို့ပြောလိုက်တဲ့အချိန်မှာအားလုံးကကြောင်သွားကြတယ်ငါ့ကိုနှိမ်ခဲ့တဲ့သူတွေရဲ့မျက်နှာတွေဟာဖြူဖြော့ကုန်ပြီးဘာဖြစ်လို့ဖြစ်မှန်းတောင်မသိတော့ဘူးတကယ်တော့ငါဟာဒီကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှင်တထေးကြီးလင်းရှင်းကိုယ်တိုင်ပဲဥက္ကဋ္ဌကနေတဆင်သူတို့ခိုးချထားတဲ့စာရွက်စာတမ်းတွေနဲ့ငါ့ကိုထောင်ချောက်ဆင်ခဲ့တဲ့တပ်တွေတွေကိုအကုန်လုံးရှိမှချပြလိုက်တဲ့အခါသူတို့တွေအသက်ရှူတောင်မှားကုန်ကြတယ်ငါ့ကိုနှိမ်ခဲ့တဲ့ရှီဝမ်မောင်နဲ့ယူစုတို့ဟာငါခြေထောက်နာမှဒူးထောက်ပြီးတောင်းပန်နေရတဲ့အထိအရှက်ရသွားကြတာငါ့ကိုစော်ကားခဲ့တဲ့သူတွေအားလုံးကိုအလုတ်ကနေချက်ချင်းထုတ်ပစ်လိုက်ရုံနဲ့မကပဲဥပဒေနဲ့ပါထိထိရောက်ရောက်အရေးယူခိုင်းလိုက်တယ်မင်းတို့ငါ့ကိုနှိမ်ခဲ့တဲ့အချိန်ကတည်းကမင်းတို့ရဲ့ညီကုန်းကစခဲ့တာပဲလို့ငါခက်အေးပဲပြောလိုက်တယ်အခုတော့ငါ့ကိုတခိုးလို့ဆွဆွဲခဲ့တဲ့သူတွေဟာကိုယ်တိုင်ပဲအဖမ်းခံလိုက်ရပြီးလမ်းဘေးရောက်သွားကြပြီးငါ့ကိုအားပေးခဲ့တဲ့ဝန်ထမ်းကောင်းတွေကိုတော့ယာဒူးတိုးပေးပြီးဆုချလိုက်တယ်လူဆိုတာအပေါ်ယံကြည့်ပြီးနှိမ်လို့မရဘူးဆိုတာငါသူတို့ကိုကောင်းကောင်းကြီးသင်ခန်းစာပေးလိုက်နိုင်ပြီအဲ့ဒီနောက်ငါဟာရန်ပေါင်ရဲ့ရုံးခန်းထဲကိုငါရောက်သွားတဲ့နေ့ကစတာပဲသူ့ရုံးခန်းကတကယ်ကိုခမ်းနားထေဝါလွန်းလို့ငါတော့အံ့ဩသွားရတယ်သူကသူ့ရဲ့နည်းပညာအသစ်တွေနဲ့တိုးတက်မှုတွေကိုငါ့ကိုဂုဏ်ယူတင်နေစွာပြနေခဲ့တာအဲ့ဒီအချိန်မှာငါကသူ့ကိုယုံကြည်မှုအပြည့်နဲ့နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ကတိပေးခဲ့တယ်လို့သူကလည်းငါ့ကိုစိတ်မပြတ်စေရဘူးလို့ပြန်ပြောခဲ့တယ်ဒါပေမဲ့ကံကြမ္မာကအလှည့်ပြောင်းတစ်ခုကိုဖန်တီးလိုက်တယ်လို့ပဲမမျှော်လင့်ပဲရန်ပေါင်တယောက်ထိုင်ကုန်နဲ့ညက်သွားပါလေရောသူဘလို့မှယုံမရတော့ပဲဖြစ်နေတဲ့အချိန်မှာငါလည်းဘာလို့ရမှန်းမသိပဲအကြက်ရိုက်သွားခဲ့တယ်အဲ့ဒီအချိန်မှာငါကောင်းတဲ့ကိုထူးဆန်းတဲ့ပုံရိပ်တွေတောင်ဝင်လာသေးတယ်သူ့ရဲ့အနေအထားကတကယ်ကိုရင်ခုန်စရာကောင်းနေတာကိုငါကိုကူညီပါဦးလို့သူကတောင်းဆိုလာတဲ့အခါမှာတော့ငါလည်းအစွမ်းကုန်စူးစမ်းပြီးသူ့ကိုဆွဲထုတ်ဖို့ပြင်လိုက်တယ်စိတ်မပူနဲ့ငါမင်းကိုဆွဲထုတ်ပေးမယ်လို့ပြောပြီးသူ့လက်မောင်းတွေကိုကင်ပြီးဆွဲလိုက်ပေမဲ့သူကနာလွန်းလို့အော်နေရှာတယ်အဲ့ဒီအချိန်မှာပဲအပြင်ကအတွင်းရေးမှူးမလေးကအခန်းထဲကိုဝင်လာဖို့စူးစမ်းနေပြန်တယ်ငါတို့နှစ်ယောက်လုံးလန့်သွားပြီးဘာမှမဖြစ်ဘူးမလာနဲ့လို့အတင်းအော်ပြောလိုက်ရတယ်တထေးမလေးတယောက်အနေနဲ့ဒီလိုအနေအထားမျိုးနဲ့အမြင်ခံရလို့ပဲဖြစ်မလဲနောက်ဆုံးတော့ငါအကြံတစ်ခုရလိုက်တယ်သူ့ကိုဆိုဖာပေါ်ပွေ့ချီသွားပြီးအနေအထားတစ်ခုပြောင်းကြည့်ဖို့ပေါ့ရင်ချင်းအပ်မိတယ်လို့ဖြစ်သွားတဲ့အဲ့ဒီအချိန်လေးမှာငါတို့နှစ်ယောက်လုံးရဲ့ရင်ခုန်တန်တွေကမြန်လာခဲ့တယ်လို့ပဲနားလားလို့ငါကမေးတော့သူကရပါတယ်လို့တိုးတိုးလေးပြန်ဖြေတယ်ငါလည်းတော်တော်လေးစူးစမ်းလိုက်ရပြီးမှနောက်ဆုံးမှာတော့အဲ့ဒီထိုင်ကုန်ကြီးကိုဖယ်ထုတ်ပေးနိုင်ခဲ့တယ်သူကတော့ကျေးဇူးတင်လွန်းလို့မျက်နှာလေးတောင်နီမြန်းနေရှာတယ်ဒါပေမဲ့မတော်တဆမှုကြောင့်သူ့ရဲ့အင်ဂျီလေးကဟာသွားခဲ့တော့သူလည်းရှက်ရှက်နဲ့ပဲအဝတ်လဲခန်းထဲကိုပြေးဝင်သွားခဲ့ရတော့တာပေါ့အဲ့ဒီနောက်မှာတော့ရန်ပေါင်ကငါ့ကိုသူ့ရဲ့အဝတ်လဲခန်းစီခေါ်သွားတယ်သူ့ရဲ့အဝတ်လဲခန်းကတကယ်ကိုအဆင့်မြင့်ပြီးစိန်ကြလာတာအဲ့ဒီမှာသူကငါ့အတွက်အဝတ်စားတွေရွေးပေးရင်းနဲ့ငါတို့နှစ်ယောက်ကြားကတန်ရောစင်ကပိုပြီးထူးခြားလာတယ်လို့ပဲအဲ့ဒီအချိန်မှာငါစိတ်ထဲမှာဒီမိန်းကလေးကတကယ်ကိုဆွဲဆောင်မှုရှိတာပဲလို့တွေးနေမိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြင်မှာသတင်းတွေကဟိုးလေးတကြော်ဖြစ်နေပြီးငါတို့နှစ်ယောက်ရုံးခန်းထဲမှာအကြာကြီးအတူတူရှိနေခဲ့တာကိုတခြားဝန်ထမ်းတွေကတွေ့သွားကြတာလေဥက္ကဋ္ဌနဲ့လင်းရှင်းငါတို့အခန်းထဲမှာဘာတွေလုပ်နေကြတာလဲဆိုပြီးသူတို့တွေတအံ့တုံးနဲ့ပြောနေကြတာငါတို့ရုံးခန်းထဲကထွက်လာတဲ့အခါမှာလဲသူတို့အားလုံးကငါတို့ကိုကြောင်ကြည့်နေကြတယ်
အထူးသဖြင့်ငါရဲ့အဝတ်စားတွေလဲထားတာကိုတွေ့သွားတဲ့အခါမှာတော့သူတို့တွေပိုပြီးအထင်လွဲကုန်ကြတာပေါ့ဖះကြီးအင်ဂျီပါအစ်စ်လဲလိုက်တာလားဆိုပြီးတော့တောင်သူတို့တွေអော်နေကြသေးတယ်တစ်ဖက်မှာလည်းဂျပန်နိုင်ငံကလုပ်ငန်းရှင်ကြီးတယောက်ကငါတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့တယ်သူကငါတို့ရဲ့အစီအစဉ်တွေကိုဖျက်ဆီးဖို့ကြိုးစားနေပုံပဲဒါပေမဲ့ငါကတော့ဘသူ့ကိုမှဂရုမစိုက်ဘူးရန်ပေါင်ရဲ့အနားမှာငါရှိနေတဲ့၍ဘသူမှငါတို့ကိုလာထိလို့မရစေရဘူးညစာစားရင်းနဲ့ရန်ပေါင်ကငါ့ကိုကျေးဇူးတင်စကားတွေပြောနေခဲ့တယ်ငါ့ကိုတကယ်ကိုအားကိုးရတဲ့သူတယောက်အဖြစ်သူသတ်မှတ်လိုက်ပြီဆိုတာငါသိလိုက်ရတယ်အဲ့ဒီညကငါတို့နှစ်ယောက်အတွက်တော့ဘယ်တော့မှမေ့လို့မရနိုင်တဲ့ညတစ်ညဖြစ်ခဲ့ရုံတင်မကပဲရှေ့ဆက်ရမယ့်ခရီးလမ်းမှာပိုပြီးခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ခဲ့တာပေါ့